စကော့တလန်နိုင်ငံအီဒင်ဘာ့ဂ်မြို့ရဲ့လှပတဲ့လမ်းမတွေအောက်ရဲ့တက်မှာလွန်ခဲ့တဲ့နှစ်ပေါင်း400ကမြို့ဟောင်းကြီးတစ်ခုရှိနေခဲ့ပါတယ်။အဲဒီနေရာမှာပလိတ်ယောဂသည်တွေရဲ့ငိုကြွေးတမ်းတွေဆွန့်ပစ်ခံရတဲ့ကလေးမလေးတယောက်ရဲ့ဝိညာဉ်နဲ့မဖော်ထုတ်နိုင်သေးတဲ့ပြည့်ဝချက်တွေလည်းပြည့်နှက်လို့နေပါတယ်။ဒီနေ့ခေတ်မှာတော့ကမ္ဘာအချောက်ချာဆုံးမြေအောက်လမ်းကြား Mary King's Close ရဲ့အကြောင်းကိုအသေးစိတ်တင်ဆက်ပေးသွားပါမယ်။ Mary King Close ဆိုတာက19ရာစုတုန်းကအီဒင်ဘာ့ဂ်မြို့ရဲ့အစီအကားဆုံးလမ်းကြားတစ်ခုပါ။ဒီလမ်းကြားရဲ့နာမည်ဟာဘာဖြစ်လို့မျိုးသမီးတယောက်ရဲ့နာမည်ဖြစ်နေတာလဲဆိုတာစိတ်ဝင်စားစရာကောင်းပါတယ်။ Mary King ဟာ1630ပြည့်လွန်နှစ်တွေတုန်းကနေထိုင်ခဲ့တဲ့အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးတူပဲဖြစ်ပါတယ်။အမျိုးသမီးတွေရဲ့အခွင့်အရေးသိမရတဲ့အဲ့ဒီခေတ်တုန်းကသူဟာကိုယ်ပိုင်အထည်စီးပွားရေးနဲ့အင်ယာလုပ်ငန်းတွေကိုလုပ်ကိုင်နိုင်ခဲ့လို့သူ့ကိုဂုဏ်ပြုပြီးတော့ဒီလမ်းကိုသူ့နာမည်ပေးခဲ့တာဖြစ်ပါတယ်။ Mary King Close က19ရာစုလောက်တုန်းကအီဒင်ဘာ့ဂ်မြို့ရဲ့အစီအကားဆုံးလမ်းကြားတစ်ခုဖြစ်ခဲ့ပါတယ်။18ရာစုမှာမြို့သစ်ချဲ့ထွင်ဖို့အတွက်အပေါ်ကနေပြီးတော့အဆောက်အုံတဲ့ Royal Exchange ဆောက်လိုက်တဲ့အခါမှာဒီလမ်းကြားဟာမြေအောက်မှာပိတ်မိပြီးတော့နှစ်ပေါင်းရာချီအောင်ပျောက်ကွယ်သွားခဲ့တာပဲဖြစ်ပါတယ်။1645ခုနှစ်တုန်းကပလိတ်ယောဂါတွေဖြစ်ခဲ့ပြီးတော့ဒီလမ်းကြားမှာနေထိုင်နေသူအများပြားတည်ဆုံခဲ့တယ်။ယောဂကုသမှုကိုတားဆီးဖို့အတွက်ဝေဒနာရှင်တွေကိုဒီလမ်းကြားထဲမှာပဲပိတ်လောင်ထားခဲ့တယ်ဆိုတဲ့ဌာနကြီးတွေလည်းရှိပါတယ်။ဒီပလိတ်ယောဂါဖြစ်နေတဲ့အချိန်ကာလမှာ Mary King Close လမ်းလေးရတော့ဒီယောဂအဆိုးဆုံးခံစားရတဲ့နေရာတစ်ခုပေါ့လေ။ဆိုတော့ဒီနေရာမှာထူးခြားတာကဒေါက်တာ George Ray ဆိုတဲ့ဆရာဝန်ရဲ့အကြောင်းပါသူကကြောက်မက်ဖွယ်ကောင်းတဲ့ငှက်နှုတ်သီးမျက်နှာဖုံးကြီးကိုတက်ပြီးတော့ယောဂသည်တွေကိုဆေးကုသပေးခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီခေတ်တုန်းကလူတွေကဒီယောဂကနေဒီယောဂဟာဒီအနံ့ဆိုးတွေကနေကုတယ်လို့ထင်ကြတယ်။ဒါကြောင့်နှုတ်သီးထဲမှာဆေးဘက်ဝင်တဲ့အပင်တွေနဲ့ပန်းကြောက်တွေကိုထည့်ထားတယ်ပေါ့လေ။အဲ့ဒီလိုအနံ့ကောင်းလေးရလို့ရှိရင်ယောဂမကုဆိုပြီးတော့သူယုံကြည်ကြတာပေါ့နော်။ဆိုတော့ဆရာဝန်ကအဲ့ငရေကန်ထဲမှာသူကအသက်ရှင်ကြံပေမဲ့မြို့တော်ကောင်ဆယ်ဟာသူ့ကိုပေးရမယ့်လစာတွေကိုသူတေမှာပဲဆိုပြီးတော့မပေးဘဲထားတဲ့အထီကိုရက်ဆက်ဆက်ရှိခဲ့တယ်လို့သမိုင်းမှာမှတ်တမ်းတင်ထားပါတယ်။ဒါမဲ့လည်းသူကမတေဘဲနဲ့အသက်ရှင်ကြံခဲ့တဲ့သူဖြစ်တယ်။အဲ့တော့လည်းသူရဲ့အမှုခင်းတွေဖြစ်ပြီးတော့မှသူ့ရဲ့ဒီမရသေးခဲ့တဲ့လောက်ခလစာတွေပြန်လည်ရရှိခဲ့တယ်လို့လည်းသိရပါတယ်။1900ပြည့်လွန်နှစ်တွေအစောပိုင်းတွေထိမှဒီမြေအောက်ထဲမှာလူတချို့နေထိုင်နေသေးတယ်လို့လည်းဆိုပါတယ်။နောက်ဆုံးအိမ်တော်စုကတော့ Chesney မိသားစုပဲဖြစ်ပါတယ်။သူတို့ဟာဒီအပေါ်မှာမြို့သစ်ကြီးတည်နေတဲ့အချိန်မှာတော့မှအောက်ကအိမ်ကလေးထဲမှာဆက်နေခဲ့ပြီးတော့1898ခုနှစ်ရောက်တော့မှအစိုးရကအတင်းအဓမ္မဖယ်ရှားခိုင်းခဲ့တာဖြစ်ပါတယ်။ဒါဒီမြေအောက်ကဘာမှာလူတွေနေထိုင်ခဲ့တဲ့နောက်ဆုံးခြေရာပါ။ဒီမြေအောက်ထဲမှာနေထိုင်ကြသူတွေထဲမှာအထင်ရှားဆုံးနဲ့အကုန်လူတွေတော်တော်များများသိကြတဲ့တယောက်ရှိပါတယ်။သူကတော့ Annie ဆိုတဲ့ကောင်မလေးဖြစ်ပါတယ်။ Annie ဟာ1645ခုနှစ်လောက်မှာ Mary King Close မှာနေထိုင်ခဲ့တဲ့ကလေးမလေးတစ်ယောက်လို့ယူဆကြပါတယ်။အဲ့ဒီခေတ်ကအီဒင်ဘာ့ဂ်မြို့မှာပလိတ်ယောဂအဆိုးဆုံးဖြစ်ပွားနေခြင်းဖြစ်ပြီးတော့ Annie ကလည်းအဲ့ဒီယောဂကိုကူးစက်ခံခဲ့ရတယ်။ဒဏ္ဍာရီရဲ့အဆိုအရတော့သူမရဲ့မိဘတွေကယောဂကူးခံရမှာကိုကြောက်တာကြောင့်သူမကိုအခန်းတစ်ခန်းထဲမှာတယောက်တည်းပစ်ထားခဲ့ပြီးတော့ထွက်ပြေးသွားခဲ့ကြတယ်လို့ဆိုပါတယ်။ Annie ရဲ့အကြောင်းကိုကဘာသိသွားအောင်လုပ်ခဲ့တဲ့သူကတော့ဂျပန်နိုင်ငံကနာမည်ကျော်နေဝင်တဲ့တူဖြစ်တဲ့Iko Gibo ဖြစ်ပါတယ်။1992ခုနှစ်မှာ Iko ဟာဒီ Mary King Close ကိုရုပ်သံရိုက်ကူးရေးတစ်ခုအတွက်လာရောက်ခဲ့တယ်။လမ်းကြားထဲကအခန်းလေးတစ်ခန်းကိုရောက်တဲ့အခါမှာ Iko ကရုတ်တရက်ရပ်တန့်သွားပြီးတော့ရှိုက်ကြည့်တင်ငင်ကိုပါတယ်။သူကဘာပြောလဲဆိုတော့ဒီအထဲမှာကလေးမလေးတစ်ယောက်ရှိတယ်။သူကအရန်ကိုအေးနေပြီးတော့သူ့ရဲ့အယုတ်ကလေးတွေပျောက်သွားလို့ငိုနေတာလို့ပြောခဲ့ပါတယ်။အဲ့ဒီကလေးမလေးရဲ့နာမည်ဟာ Annie ဖြစ်တယ်လို့လည်း Iko ကပြောခဲ့ပါတယ်။ Iko ဟာအဲ့ဒီကလေးမလေးကိုတနာတာကြောင့်အနည်းအနားကြီးဆိုင်တစ်ခုမှာ tartan dress ဝတ်ထားတဲ့အယုတ်ကလေးပေါ့နော်စကော့တလန်ရိုးရာအကွက်ဒီဇိုင်းဝတ်ထားတဲ့အယုတ်မလေးတရုပ်ကိုဝယ်ပြီးတော့အခန်းထဲမှာထားပေးခဲ့ပါတယ်။အဲဒီနောက်မှာတော့ဒီ Annie ရဲ့ဝိညာဉ်ဟာငြိမ်သက်သွားတာကိုခံစားရတယ်လို့ Iko ကဆိုပါတယ်။ Iko ရဲ့ဖြစ်ရပ်ကိုသတင်းစာတွေနဲ့ TV တွေမှာဖော်ပြပြီးတဲ့နောက်မှာတော့ကမ္ဘာတဝန်းလာလေသူတွေဟာ Annie ကိုတနာတာကြောင့်အယုတ်တွေ postcard တွေပိုက်ဆံတွေနဲ့လက်ဆောင်တွေကိုအဲ့ဒီအခန်းထဲမှာလာထားပေးကြပါတယ်။ခုဆိုလို့ရှိရင်တော့အဲ့ဒီအခန်းမှာအယုတ်ပေါင်းထောင်နဲ့ချီပြီးရှိနေပါပြီ။ပြတဲ့ဝန်ထမ်းတွေက Annie ကိုလာထားတဲ့ပိုက်ဆံတွေကိုစုပေါင်းပြီးတော့ Royal Hospital for Sick Children ဖြစ်တဲ့ကလေးဆေးရုံကိုနှစ်စဉ်လှူဒါန်းပေးနေပါတယ်။ Annie ရဲ့ဝမ်းနည်းစရာဇလန်းနဲ့တခြားကလေးတွေတက်ကူညီထောက်ပံ့လေးတွေချစ်လာခဲ့တာပဲဖြစ်ပါတယ်။
အန်နီနီခဲ့တဲ့အန်နီရဲ့အခန်းကိုလာရောက်လေပတ်သူတွေတော်တော်များများကလေသူတို့ကြုံတွေ့ရတာတစုံတစ်ယောက်ကသူတို့ရဲ့လက်ကိုလာကိုင်းတယ်လို့မျိုးခံစားရတာတွေပြီးတော့ခန်းထဲရောက်လို့ရှိရင်ရုတ်တရက်အသက်ရှူခတ်သွားတာမျိုးလို့လေတူကလေးလံသွားတာပေါ့နော်အဲ့လိုတွေပြီးလို့ရှိရင်ကလေးတယောက်တိုးလေးစကားပြောတဲ့နာမမဟုတ်လို့ရှိရင်ငိုနေတဲ့အတန်မျိုးကိုကြားရတယ်လို့ပြောတဲ့သူတွေလည်းရှိပါတယ်ချို့ကတော့ဒါဆရာယုံ6ချောင်းမုံလို့ပြောကြပါမယ်အန်နီခန်းထဲမှာထားခဲ့တဲ့အယုတ်တွေကတခါတရံကြတော့လည်းနေရာရွေးနေတတ်တယ်လို့ပြတဲ့ဝန်ထမ်းတချို့ကလည်းဆိုပါတယ်နောက်ထပ်တခြားသောလာရောက်လေပတ်သူတချို့ကလည်းဘယ်သူမှမရှိဘဲနဲ့လမ်းလျှောက်တန်နေကြရတဲ့တယောက်ယောက်ကနောက်ကနေဆွဲလိုက်တယ်လို့ခံစားရတယ်ဆိုတာမျိုးတွေကြုံမှုတယ်လို့ဆိုကြတယ်ပြီးတော့ငှက်နှုတ်သီးပုံစံမျက်နှာဖုံးကြီးတွေတက်ထားတဲ့ဆရာဝန်တွေရဲ့ပုံရိပ်တွေကိုလည်းတွေ့ရတတ်တယ်လို့လည်းဆိုကြပါတယ်ဒီလမ်းကြားကြီးကိုပိတ်ထားခဲ့တဲ့အချိန်တုန်းကဒုတိယကမ္ဘာစစ်အတွင်းမှာဒီမြေအောက်နေရာတွေကိုဘုံခိုခြင်းတွေဖြစ်အသုံးပြုခဲ့ကြတယ်လို့ဆိုတယ်ပြီးတော့ဒီအပေါ် City Chamber မှာအလုပ်လုပ်တဲ့ဝန်ထမ်းတွေကတချို့အခန်းတွေကိုပစ္စည်းတူလောင်မှုလည်းအသုံးပြုခဲ့ကြပါတယ်။ဒါပေမဲ့အများပြည်သူလည်းပတ်ဖို့အတွက်ကတော့2003ခုနှစ်ကြာမှာပဲလမ်းကြောင်းတွေအားလုံးကိုပြန်လည်တန်ရှင်းရေးလုပ်ပြီးဖွင့်ပေးခဲ့တာပါ။ဒီလမ်းကိုပြန်ဖွင့်လိုက်တဲ့အတွက်ထူးခြားတဲ့အချက်ကတော့ခေတ်သစ်မြို့ကြီးရဲ့အောက်တဲထဲမှာလွန်ခဲ့တဲ့နှစ်ပေါင်း400ကမြို့ဟောင်းကြီးတစ်ခုလုံးမပြတ်မစီးပဲရှိနေတာကိုကမ္ဘာသိခွင့်ရသွားတာပဲဖြစ်ပါတယ်။ပြန်ဖွင့်ခဲ့ရတဲ့အကြောင်းကတော့20ရာစုနောက်ပိုင်းမှာသမိုင်းပညာရှင်တွေနဲ့ရှေးဟောင်းသုတေသနပညာရှင်တွေက Edinburgh မြို့ရဲ့မြေအောက်မှာထိမ့်သိမ်းရုံနဲ့မကပဲအကောင်းပကတိကျန်နေတဲ့18ရာစုလမ်းကြားတွေရှိနေတာကိုသတိပြုမိလာကြတာပါ။ဒါဟာစကော့တလန်ရဲ့သမိုင်းကိုလေ့လာဖို့အတွက်အချိန်ဆက်တစ်ခုလိုဖိုးတက်နေတာပဲဖြစ်ပါတယ်။1990ပြည့်လွန်နှစ်တွေမှာဒီမြေအောက်လမ်းကြားအကြောင်းကိုသတင်းတွေတရေပုံမြင်တွေလူသိများလာတယ်။ဆိုရနဲ့ပုဂ္ဂလိကလုပ်ငန်းရှင်တွေကဒါကိုကမ္ဘာလက်ခီးတွေစိတ်ဝင်စားမယ့်နေရာတစ်ခုအဖြစ်မြင်လာကြတယ်ပေါ့နော်။လူနဲ့ပဲစောပိုင်းမှာတော့လေတာမန်လူတွေဝင်လို့မရအောင်ပိတ်ထားခဲ့ပေမဲ့2003ခုနှစ်မှာတော့လုံခြုံရေးနဲ့လေဝင်လေထွက်စနစ်တွေကိုစနစ်တကျပြုပြင်နေပြီးတဲ့အခါမှာ The Real American Cloak ဆိုတဲ့အမည်နဲ့တရားဝင်ပြလိုက်လို့မျိုးပြန်လည်ပြီးတော့ဖွင့်လှစ်ခဲ့တာပဲဖြစ်ပါတယ်။ဆိုတော့ဒီနေရာမှာတရေရှိတယ်ဆိုတဲ့ဟာကိုသိပ္ပံပညာရှင်တွေကလည်းလာပြီးတော့စမ်းသပ်ခဲ့ကြတယ်။2005ခုနှစ်စမ်းသပ်ချက်တွေအရဆိုလို့ရှိရင်တော့အန်ဒီခန္ဓာရောက်ရင်ကြောင်းရင်းမရှိဘဲနဲ့ပူချိန်ရုတ်တရက်ကျဆင်းသွားတာကိုတွေ့ရတယ်ပေါ့လေ။ဆိုတော့ခရီးသွားအချို့ကသူတို့ရဲ့လက်ကိုတစုံတစ်ယောက်ကလာကိုင်းတယ်လို့မျိုးအင်ဂျီကိုလာဆွဲတယ်လို့မျိုးတွေခံစားရတယ်။ပြီးတော့ဒီမြေအောက်မှာနောက်ဆုံးထိနေထိုင်ခဲ့တဲ့ Chesney မိသားစုအကြောင်းကလည်းစိတ်ဝင်စားစရာကောင်းတယ်။သူတို့က19ရာစုနောက်ပိုင်းအထိအမှောင်လူတွေမှာ selection တန်ပြီးနေခဲ့ရတဲ့သူတွေဖြစ်တယ်ပေါ့နော်။ခုဆိုလို့ရှိရင်တော့အင်လန်ညွန်နေတဲ့အတူ19ရာစုစကော့တလန်ရဲ့လူနေမှုဘဝယောဂဗျာနဲ့သေဆုံးရင်းတွေကိုမြေအောက်ထဲအထိကိုဆင်းပြီးတော့လေ့လာနိုင်နေပြီပဲဖြစ်ပါတယ်။ American Close ဟာကြောက်စရာကောင်းတဲ့တရေပုံမြင်တဲ့ထက်ကိုအများကြီးပိုပါတယ်။ဒါအတိတ်ကလူသားတွေရဲ့ရုံတန်မှုဝမ်းနည်းမှုနဲ့တမိုင်းကြောင်းတွေပိတ်မိနေတဲ့နေရာတစ်ခုပဲဖြစ်ပါတယ်။ဆိုတော့ဒီလမ်းလေးနဲ့ပတ်သက်ပြီးတော့စာအုပ်တွေလည်းထွက်ရှိထားခဲ့ပါတယ်။ The Preservationist ဆိုပြီးတော့ Justin Scott ကရေးခဲ့တာပါဒီစာအုပ်ဟာ American Close ရဲ့တမိုင်းဝင်စာအုပ်တွေကိုနောက်ခံထားပြီးတော့ရေးဖွဲ့ထားတဲ့စိတ်လှုပ်ရှားဖွယ်ရာဝတ္ထုတစ်ပုဒ်ပါနောက်တစ်ခုကတော့ The Raleigh ဆိုတဲ့ PG Tracy ကရေးခဲ့တာဒီစာအုပ်ထဲမှာက Edinburgh ရဲ့မြေအောက်လမ်းကြားတွေကိုအမှုစစ်ဆေးတဲ့နေရာတစ်ခုဖြစ်ထည့်သွင်းအသုံးပြုထားတယ်နောက်တစ်ခုကတော့ Joyce Miller ရေးခဲ့တဲ့ American Close The Inside Story of Edinburgh Hidden City ဖြစ်ပါတယ်ဒါကတော့ဝတ္ထုမဟုတ်ဘဲနဲ့တကယ်သမိုင်းကြောင်းကိုသိချင်တဲ့သူတွေအတွက်အကောင်းဆုံးစာအုပ်ပါဒီလမ်းကြားထဲမှာဘယ်သူတွေနေခဲ့တယ်လေယောဂတုန်းကဘာတွေဖြစ်ခဲ့လဲဆိုတဲ့ဟာကိုသူဒေသနာပြုပြီးရေးထားတာပါနောက်ကလေးမလေးအန်နီရဲ့အကြောင်းကိုအခြေခံပြီးရေးထားတဲ့ပုံမြင်စာအုပ်လေးတွေကလည်း Edinburgh မှာအမတ်တရပစ္စည်းဖြစ်အလွန်ရောင်းကောင်းပါတယ်ပြီးတော့လည်းရုပ်ရှင်နဲ့ TV စီစဉ်တွေအများကြီးထွက်ပေါ်ခဲ့ပါတယ်ပထမဆုံးအစီအစဉ်ကတော့ Most Haunted ဆိုတဲ့အစီအစဉ်မှာနာမည်ကြီးတရေစုံစမ်းရေးဖွဲ့က American Close ကိုလာရောက်ပြီးတော့ညဘက်မှာစမ်းသပ်မှုတွေလုပ်ခဲ့တယ်။ဒါဒီနေရာကိုကဘာပိုသိသွားစေတဲ့အပိုင်းတစ်ခုပါ။နောက်တစ်ခုကကြတော့ Ghost Hunters International ပါ။ဒီအဖွဲ့ကလည်းအန်နီရဲ့ဝိညာဉ်နဲ့ပတ်သက်ပြီးတော့သိပ္ပံနည်းကျစမ်းသပ်မှုတွေလုပ်ဖို့ဒီနေရာလမ်းကြားတွေကိုဆင်းခဲ့ပူပါတယ်။နောက်တစ်ခုကတော့ Discovery Channel နဲ့ History Channel ဖြစ်ပါတယ်။ဒီ channel တွေကနေထုတ်လွှင့်တဲ့ City of the Underworld ဆိုတဲ့အစီအစဉ်မျိုးတွေမှာ Edinburgh ရဲ့မြေအောက်ကဘာအကြောင်းပြတဲ့အခါ American's Close ဟာဒေသနေရာကနေပါဝင်ခဲ့ပါတယ်။စိတ်ကူးရင်ရုပ်ရှင်တွေဖြစ်တဲ့ inspiration တွေလည်းအများကြီးထွက်ခဲ့ပါတယ်။တစ်ခုကတော့ Bucky and Hara ဆိုတဲ့2010တုန်းကထွက်ခဲ့တာပါ။ Edinburgh မြို့ရဲ့အမှောင်ဘက်ခြမ်းနဲ့အလောင်းခိုးတဲ့တခိုးတွေရဲ့အကြောင်းရိုက်ကူထားတဲ့ဒီဇက်ကမှာ American's Close လိုမျိုး19ရာစုလမ်းကြားချင်းလေးတွေရဲ့ပုံစံကိုလည်းတွေ့မြင်နိုင်ပါတယ်။ Edinburgh ကိုအခြေခံထားတဲ့ mystery နဲ့ horror ကတော်တော်များများကတော့ဒီမြေအောက်လမ်းကြားတွေရဲ့လေထု
ကိုအတူယူပြီးတော့ရိုက်ကူးခဲ့ကြတာပဲဖြစ်ပါတယ်။စိတ်လှုပ်ရှားပြီးတော့စိတ်ဝင်စားစရာကောင်းလာတဲ့ Mary King's Close ရဲ့အကြောင်းကိုလာရောက်နားဆင်ပေးကြတဲ့အတွက်ကျေးဇူးထူးပဲတင်ရှိပါတယ်။ကောင်းသောညလေးဖြစ်ပါစေ။